စိတ်ကူးကြည့်ပါလွန်ခဲ့တဲ့နှစ်တန်းမောင်းများစွာကဒီကမျိုးရင်းနဲ့ဖုံးလာနေတဲ့ရှေးကြတဲ့တစ်တော်တွေဟာယနေ့ထိတိုင်တည်ရှိနေတုန်းပဲလို့ဒီလိုမျိုးရှားပါပြီးထူးခြားတဲ့တဘာဝအလားတွေကိုစိတ်ဝင်စားတဲ့သူမျိုးတော့ဒီနေရာကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်ဒါဆိုဒီလိုထူးခြားတဲ့တစ်တော်ကြီးဟာခေတ်ကာလများစွာကိုဘလို့များဖြတ်တန်းပြီးယခုတိုင်အစွမ်းကုန်တည်ရှိနေနိုင်ခဲ့ပါတယ်လေဒီတစ်တော်ကြီးဟာလွန်ခဲ့တဲ့တတိယမြောက်ကမ္ဘာဘူမိဗေဒခေတ်ကလေးကကြန့်ရှိနေတဲ့အပင်မျိုးစိတ်တွေနဲ့ပြည့်နှက်နေပါတယ်စပိန်နိုင်ငံရဲ့အလယ်ပိုင်းဂူမေရာကျွန်းပေါ်ကဒီတစ်တော်ဟာရေပူစမ်းတွေနဲ့ချောင်းတွေပေါ်များတာကြောင့်အမြဲတမ်းစိမ့်လန်းဆိုပြီးနေပါတယ်ဥရောပတောင်ပိုင်းမှာပျောက်ကွယ်သွားခဲ့တဲ့တစ်တော်တွေနဲ့မတူပဲဒီနေရာမှာတော့ရှေးဟောင်းအလှတွေဟာအသက်ဝင်နေစေပါပဲအာဖရိကရဲ့အနောက်မြောက်ဘက်ကန်ယိုဒန်အနီးမှာရှိတဲ့လာဂိုမယာကျွန်းမှာဒီတစ်တော်ကြီးတည်ရှိပါတယ်အတ္တလန်တစ်စမှုတရားတွေကကန်နရီကျွန်းစုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပြီးအနောက်ဘက်ကလာတဲ့မိုးရေကိုပထမဆုံးလက်ခံရရှိတဲ့နေရာဖြစ်ပါတယ်ဒီချက်ကြောင့်ပဲဒီနေရာမှာရှိတဲ့လော်ရဲတက်တော်ကြီးဟာမြို့တွေနဲ့အမြဲဖုံးလွှမ်းပြီးစိမ့်ဆိုနေနိုင်တာပါပဲဤဒေသရဲ့တမူထူးခြားတဲ့အခြေအနေတွေကြောင့်ဒီနေရာမှာဘလို့မျိုးအံ့အမှန်တက်ရှိတွေပေါ်ပေါက်လာခဲ့ပါသလဲဒီဥယျာဉ်ဟာကျွန်းရဲ့17%ကန်ကိုလွှမ်းခြုံထားပြီးလာဂိုမယာအတွက်အရေးကြီးတဲ့ရေရင်းမြစ်လည်းထပါတယ်ဒီလိုမျိုးစစ်တော်တွေဟာမာကာရိုနီရှားကျွန်းစုကန်နရီမဒီယာအဇို့စ်မာတာတွေ့ရပြီးဒေသရင်းမျိုးစိတ်ပေါင်းများစွာပေါက်ဖွားရလည်းထပါတယ်ဥယျာဉ်ထဲမှာဆိုရင်ကျွေးကြောပါအပင်မျိုးစိတ်ပေါင်း450ခန့်ရှိပြီး34မျိုးကတော့ကျွန်းပေါ်မှာရှိတဲ့မျိုးစိတ်တွေပါဂါရာဂျိုနိုင်အမျိုးသားဥယျာဉ်ဟာဒေသရင်းမျိုးစိတ်သစ်တွေအတွက်အရေးပါတဲ့ခိုလုံရာတစ်ခုဖြစ်ပါတယ်အထူးသဖြင့်ရှားပါတဲ့ Laurel ခိုမျိုးစိတ်2မျိုးဖြစ်တဲ့အမီးဖြူ Laurel ခိုနဲ့အမီးမဲ Laurel ခိုတို့ဟာဒီတစ်တော်ထဲမှာသာရှင်သန်နေထိုင်ကြပါတယ်ကြောရိုးမဲ့တတ္တဝါတွေရဲ့40ကနေ60%အထိဟာဒီဒေသရဲ့ထူးခြားတဲ့မျိုးစိတ်တွေဖြစ်ပါတယ်ဤမြကြီးမားသောဇီဝမျိုးစုံမျိုးကွဲများရှိတော်ညာလေဤရှိကြသောတစ်တော်ကြီးသည်ကြီးမားသည့်ချင်းချောက်မှုများနဲ့ရင်ဆိုင်ခဲ့ရပါတယ်15ရာစုနှစ်မှာဥရောပသားတွေဒီကျွန်းကိုစတင်ရောက်ရှိလာပြီးနောက်တစ်တော်ရဲ့65%ခန့်ဟာနှစ်ပေါင်း100ကျော်အတွင်းပျက်စီးခဲ့ရပါတယ်တစ်တော်ပြုံးတီးမှုမီးလောင်မှုနဲ့တရိတ်ဆန်ကျက်စားမှုတွေကြောင့်ပျက်စီးခဲ့ရတဲ့နေရာတွေလည်းရှိပါတယ်အချို့နေရာတွေမှာဆိုရင်ဒေသရင်းအပင်တွေစားကန်နရီထင်းရှူးနဲ့မွန်တာရီထင်းရှူးလို့စီးပွားဖြစ်အပင်တွေကိုစိုက်ပျိုးခဲ့ကြပါတယ်ထို့သောပျက်စီးယိုယွင်းမှုတွေကြားကနေဒီတန်ဖိုးရှိတဲ့တစ်တော်ကြီးဟာဘလို့ပုံစံနဲ့ပြန်လဲနာလန်ထူလာခဲ့ပါသလဲဂါရာဂျိုနိုင်အမျိုးသားဥယျာဉ်ကို1981ခုနှစ်စပိန်ဥပဒေ3/81အရတည်ထောင်ခဲ့ပြီးစပိန်အမျိုးသားဥယျာဉ်ကွန်ရက်ရဲ့အစိတ်ပိုင်းဖြစ်လာပါတယ်2010ပြည့်နှစ်ကစပြီးကန်နရီကျွန်းစုရဲ့ဒေသဆိုင်ရာအစိုးရကစီမံခန့်ခွဲခဲ့တာပါတစ်တော်ရဲ့15%ခန့်ဟာ1960ပြည့်လွန်နှစ်တွေကစီးပွားဖြစ်အပင်မျိုးတွေကြောင့်ပျက်စီးခဲ့ပေမဲ့80%ပြန်လည်ပြုပြင်ပြီးပါပြီမျိုးသုံးလူနီးပါးအပင်မျိုးစိတ်တွေကိုထိမ့်သိမ်းဆောင်ရှောက်ဖို့ကပန်းချံစီမံခန့်ခွဲမှုရဲ့အဓိကစိန်ခေါ်မှုတွေကတစ်ခုပါလက်ရှိမှာမျိုးသုံးလူနီးပါးမျိုးစိတ်20ခန့်အတွက်အစီအစဉ်တွေလှုပ်ဆောင်နေပြီး17ခုကတော့ပြန်လည်ထူထောင်ရေးအစီအစဉ်တွေဖြစ်ပါတယ်ဒီအစီအစဉ်တွေဟာ1980ပြည့်လို့နှစ်တွေကတည်းကစတင်ခဲ့ပြီးစပိန်နိုင်ငံမှာရှေ့ဆောင်လုပ်ငန်းစဉ်တွေဖြစ်မှတ်ယူကြပါတယ်ဥယျာဉ်ပတ်ဝန်းကျင်ကတဘာဝနေမြေတွေကိုထိမ့်သိမ်းတို့အတွက်ပူးပေါင်းဆောင်ရွက်မှုတွေလည်းလှုပ်ဆောင်နေပါတယ်ဥယျာဉ်ရဲ့အရွယ်စားကိုတိုးချဲ့ဖို့အစီအစဉ်နေပေမဲ့လူမှုရေးတဲ့နိုင်ငံရေးဆိုင်ရာသဘောတူညီမှုတွေလိုအပ်နေပါသေးတယ်ခရီးသွားလုပ်ငန်းနဲ့ပူးပေါင်းပြီးပုံမကောင်းမွန်တဲ့ခရီးသွားထုတ်ကုန်တွေကိုဖန်တီးကဧည့်သည်ရဲ့အတွေ့အကြုံကိုမြင့်တင်ဖို့လည်းရည်ရွယ်ထားပါတယ်ဂါရာဂျိုနိုင်အမျိုးသားဥယျာဉ်ဟာကမ္ဘာအမွေအနှစ်စံနှုန်းများထက်တဲ့ခိုနစ်ကူတို့နဲ့ကိုက်ညီတဲ့အတွက်1966ခုနှစ်မှာကမ္ဘာအမွေအနှစ်အဖြစ်စည်ရင်သွင်းခံခဲ့ရပါတယ်ဒီနေရာဟာတတိယမြောက်ကမ္ဘာဘူမိဗေဒအခေတ်ကအပင်မျိုးစစ်တွေကိုထိန်းထားနိုင်တဲ့ရှားပါးတစ်တော်ကြီးဖြစ်တယ်လို့ကျွန်းပေါ်မှာဇီဝမျိုးစုံမျိုးကွဲတွေဘလို့ပေါက်ဖွာလာလဲဆိုတာကိုပြသနေတဲ့ထူးခြားတဲ့သက်ခေလည်းဖြစ်ပါတယ်ဤကဲ့သို့ရှေးကြသောဉာဏ်ပညာနဲ့တိတ်ဆက်သည့်ကြံခိုင်မှုကိုပုံခေါ်ထားသည့်နေရာများအကြောင်းကိုပိုမိုနားလည်နိုင်ရန်ကျွန်တို့အမျှဝေသောအခြားအကြောင်းအရာများကိုလေ့လာကြည့်ရှုခြင်းဖြင့်အကျိုးခံစားရနိုင်ပါတယ်